နတန်ဟာမိုးတန်တွေကိုဖောက်ထွက်သွားပြီးရဲအုပ်ဟောင်းစောမျိုးဟာအောင်သူရွှေ့တဲ့မြေပင်ပေါ်ကိုခွေခောက်လဲကျသွားတယ်။သွေးတွေကမိုးရင်နဲ့ရောပြီးအောင်သူချော့နာအထိစီးဆင်းလာတယ်။စောမျိုးအောင်သူအော်ဟစ်ပြီးစောမျိုးကိုထူးဖို့ကြိုးစားပေမဲ့စောမျိုးကလက်တုံရင်နဲ့အောင်သူအင်ဂျီစားကိုဆွဲလိုက်တယ်။သူ့ပါစာကသွေးတွေထွက်နေရင်တူးညင်းနဲ့အထမ်းနဲ့သူပြန်လာပြီ။ကစားသမားပြန်လာပြီအောင်သူနဒီကစောမျိုးစကားမဆုံးခင်မှာပဲသူ့မျက်လုံးတွေပြူးကျသွားပြီးအသက်ရှူရပ်သွားတယ်။အောင်သူရင်နဲ့ထိတ်လန့်မှုတွေလွမ်းမိုးသွားစင်မှာပဲသူ့ပခုံးပေါက်ကိုအေးဆက်အထီတွေတခုရောက်လာတယ်။လေစာအဆက်လေးကအခုအောင်သူရဲ့ရင်ဘတ်တက်မှာအောင်သူချက်ချင်းပဲဘေးကအမိုက်ပုံးတွေခါတဲ့ကိုလှိမ့်ဝင်လိုက်တယ်။ဒိုင်းနောက်ထပ်ကြီးစန်းနှစ်တောင်ကသူ့ခုနကရှိနေတဲ့နေရာကိုထီမှန်သွားတယ်။မင်းဘာတူလဲထောက်ခေစမ်းပါအောင်သူဒေါ်ပါကြီးအော်ဟစ်လိုက်ပြီးမြက်တုံ့ပြန်တန်ကတော့တိတ်ဆိတ်ချင်းပဲဖြစ်နေတယ်။အောင်သူအိမ်လေးကိုအမြန်ပြန်ပြေးဝင်ပြီးတခါကိုကြက်ထိုးလိုက်တယ်။ရင်ဘတ်ထဲမှာနှလုံးခုန်တန်ကစီးချက်မမှန်တော့ဘူး။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ laptop ကအလိုအလျောက်ပွင့်လာပြီးဗီဒီယိုဖိုင်တစ်ခုတက်လာတယ်။ဗီဒီယိုထဲမှာမြင်ရတာကမှောင်မင်းနေတဲ့အခန်းအလေကကလထိုင်မှာအမျိုးသမီးတစ်ယောက်ကိုကျိုးနဲ့တုတ်ထားတယ်။မျက်နာကိုတော့အဝတ်အမဲနဲ့စီးထားပြီးမြဲသူမနဲ့လက်ကဝတ်ကလက်ကင်နိုင်လီကိုမြင်လိုက်တဲ့အချိန်မှာအောင်သူအသက်ရှူရမတက်ထစ်သွားရတယ်။နဒီဗီဒီယိုထဲကအမျိုးသမီးဟာနဒီရဲ့ပုံစံနဲ့တထေးရတဲ့ပါပဲ။အဲ့ဒီနောက်မျက်နှာဖုံးစွတ်ထားတဲ့လူတစ်ယောက်ပေါ်လာပြီးကင်မရာကိုစိုက်ကြည့်ရင်စာတန်းတစ်ခုကိုထောင်ပြတယ်။ game အဆင့်1မင်းလက်ထဲကသတင်းထောက်ကပ်ပြားနောက်ကလိပ်စာကိုတနားရီအတွင်းရောက်အောင်လာခဲ့ရဲကိုအကြောင်းကြားရင်နဒီရဲ့ညာဘက်လက်ချောင်းလေးအမှန်ရတင်ထားလိုက်တော့အောင်သူခုနကကောက်လာတဲ့သူ့ရဲ့သတင်းထောက်ဟောင်းကိုလှမ်းကြည့်လိုက်တယ်ကပ်ပြားရဲ့အနောက်ဖက်မှာသွေးနဲ့ရေးထားတဲ့လိပ်စာတစ်ခုအမှတ်48အင်းစိန်တင်ချိုင်းဟောင်းလန်အောင်သူ့မှာရွေးချယ်စရာမရှိတော့ဘူးသူကားတော့ကိုဆွဲပြီးအိမ်ပြင်ကိုပြေးထွက်ခဲ့တယ်ကားမောင်းနေလေသူ့ခေါင်းထဲမှာအသွေးပေါင်းစုံရှုပ်ထွေးနေတယ်ဇော်မျိုးကဘာလို့ထောင်ကလွတ်နေတာလဲကစားသမားဆိုတာဘာတူလဲပြီးတော့9နှစ်ခွဲမှာနဒီကဘီလိုလို့အသက်ရှင်နေရတာလဲအင်းစိန်တင်းချိုင်ဟောင်းလန်ကိုရောက်တဲ့အခါပုံဝင်းကျင်က6ချားစရာကောင်းလောက်အောင်တိတ်ဆိတ်နေတယ်လိပ်စာအတိုင်းရှာကြည့်တော့ဟောင်းလန်ပရစီနေတဲ့ဂိုဒေါင်တစ်ခုရှေ့ကိုရောက်သွားတယ်အောင်သူကားထဲကနေဓာတ်မီတလက်ကိုဆွဲပြီးဂိုဒေါင်တဲကိုခြေတန်းဖွတ်နဲ့ဝင်သွားတယ်ဂိုဒေါင်အလဲမှာဖုံးတစ်လုံးချထားတာကိုတွေ့လို့သွားကောက်လိုက်တဲ့အချိန်မှာဖုံးကမြင်လာတယ်ရောက်လာပြီးပဲအောင်သူတစ်ဖက်ကအတန်ကအေးဆက်ပြီးလော်မြောက်တန်ပါနေတယ်နဒီဘဲမှာလဲမင်းဘာလို့ကျင်တာလဲအောင်သူအော်မဲလိုက်တယ်စိတ်မလောပါနဲ့အောင်သူဒီ game ကအခုမှစတာမင်းရှေ့မှာတစ်တာကိုဖွင့်လိုက်စမ်းအောင်သူဓာတ်မီနဲ့ထိုးကြည့်တော့တန်တစ်တာအဆေးလေးတစ်လုံးကိုတွေ့လေတစ်တာကိုဖွင့်လိုက်တဲ့အခါမြင်လိုက်ရတာကအတန်ထွင်းစရာထောင်တစ်လုံးအောင်သူ play ခလုတ်ကိုနှိပ်လိုက်တဲ့အခါထွက်လာတဲ့အတန်ကြောင့်သူမူးနောက်သွားရတယ်အဲ့ဒါကလွန်ခဲ့တဲ့9နှစ်ကသူတို့အမှုလိုက်ခဲ့တဲ့စင်မှာအောင်သူကိုယ်တိုင်တစ်ဖက်လူထံကနေလက်ရွယ်ယူနေတဲ့အတန်ဖြစ်နေလို့ပါဒါအတုတယ်ငါဒါမျိုးမလုပ်ခဲ့ဘူးအမှန်တရားလားအမှားလားဆိုတာမကြခင်သိရမှာပါအခုမင်းရဲ့နောက်ကန်ဗီဒီယိုကိုဖွင့်လိုက်အဲ့ဒီမှာမင်းအတွက်ပထမဆုံးလက်ဆောင်ရှိတယ်အောက်သူတုံးရင်းနေတဲ့လက်တွေနဲ့ဗီဒီယိုတကားကိုဆွဲဖွင့်လိုက်တယ်ဗီဒီယိုထဲမှာတွေ့လိုက်ရတာကလူတစ်ယောက်ရဲ့အလောင်းမဟုတ်ဘူးအဲ့ဒါကသတင်းစာဖြတ်ပြန်းတွေနဲ့ပြည့်နေတဲ့နေရန်တစ်ခုပါဖြတ်ပြန်းတစ်ခုထဲမှာအောက်သူရဲ့မျက်လုံးတွေကိုကြက်ချဲခိုင်နီနဲ့ခရီးထားတာပြီးတော့အဲ့ဒီနေရန်ရဲ့အလဲမှာစာတန်းတစ်ကြောင်းရေးထားတယ်မင်းတက်ခဲ့တဲ့လူ3ယောက်ရဲ့အမေကိုမှတ်မိလားအဲ့ဒီအချိန်မှာဂိုဒေါင်တကားတွေအားလုံးဝုန်းကနေပိသွားပြီးအပေါ်ကနေအစိမ့်ငုံလိုမျိုးအငိတ်အဖြူရောင်တွေဆော့ပြီးထွက်ရှိလာတော့ပါတယ်